တော့ကျွန်တော်အမိုက်ကောက်တဲ့ဂိမ်းကိုညီကိုတို့ကျွန်တော်ဆော့ပြမှာပဲဖြစ်ပါတယ်ကျွန်တော်မိုးလင်းအိတ်ရထားတော့အမိုက်ကောက်ဖို့စဉ်းစားဖို့ဒီကားနဲ့သွားရင်ကောင်းမလားဒါမှမဟုတ်ရင်ဒီကားနဲ့သွားရင်ကောင်းမလားစဉ်းစားရင်းနဲ့ဒီနေ့အမိုက်ကောက်ဖို့အတွက်ကိုလမ်မိုကီနီနဲ့သွားပြီးကောက်မှာပဲဖြစ်ပါတယ်ကျွန်တော်အမိုက်ကောက်လို့ရတဲ့ပိုက်ဆံတွေကိုကျွန်တော်အလကားမလုပ်ပြပါဘူးဒီ Mobile Legends ဆော့တဲ့ညီကိုတွေကိုကျွန်တော်ပြန်လှူဒန်းမှာပဲဖြစ်ပါတယ်တော့ကဒီကားနဲ့တော့ကျွန်တော်မသွားတော့ပါဘူးဒီကားကိုကျွန်တော်တင်လိုက်ပါတော့မယ်နော်ဘလို့တင်ရမှာလဲဆိုတော့ကျွန်တော်တနက်နဲ့ပြစ်ခွဲလိုက်ပါတနက်နဲ့ပြစ်ခွဲလိုက်ကားတိတ်မိတာဖြစ်သွားပါလိမ့်မယ်တကယ်လို့ညီကိုတို့ကမယုံဘူးဆိုရင်ကိုယ့်အိမ်မှာကိုစမ်းလုံးကြည့်လို့ရပါတယ်တော့ခွင့်မပြောင်းနဲ့နော်ကားတွေကိုကျွန်တော်ပြစ်ခွဲပြမယ်စိတ်ရှိလက်ရှိခွဲမယ်ခွဲပြီးသွားရဲဆိုဒီကားအစုပ်တွေကျွန်တော် Mobile Legends ဆော့တဲ့ညီကိုတွေကျွန်တော်အလကားပေးမှာပဲဖြစ်ပါတယ်ကောက်လို့ရတဲ့ပတ်စံနဲ့ဝယ်ထားတယ်ပေါ့ဒီရွှေရောင်ကားမှမဟုတ်ကျွန်တော်တို့ကစိတ်ဝင်စားဘူးဗျကျွန်တော်ဒီပေါ့မစီးပြတဲ့ကားဆိုဒီ Mobile Legends ဆော့တဲ့ညီကိုလေးတွေတောက်ကလေးတွေကျွန်တော်ပေးစီတာများတယ်ဗျာနော်အဲ့တော့ကျွန်တော်ဒါဘောတိုက်တဲ့ကားပေါ့ဗျာသိရမလားMobile Legends ကနေပြီးတော့ PUBG ဘက်ဝင်လာတယ်စဝင်လာတဲ့ကောင်တွေဆိုတာဘောတိုက်တဲ့ကားဆိုကျွန်တော်တို့ကတခါလေကြာရင်သူတို့ပေးစီရတဘော်လေးတွေပါလေးပါလန်ပေးစီရဟုတ်ကားအဲ့ကားလဲကျွန်တော်တို့ကသိမ့်မယ်ဆိုတနက်နဲ့ပြစ်ခွဲလိုက်ရင်သူကသိမ့်သွားတာတခါလေလူရောကားရောတခါလေးသိမ့်လိုက်တာကားပေးပြီးတော့လေဒီကားတွေအကုန်လုံးကကျွန်တော်တို့ကဒီအလက်ကားရတာပါနော်ဘလို့လက်ကားရအောင်လောက်ရလဲဆိုတာသိကျင်တဲ့ညီကိုတွေကတော့အမိုက်ကောက်ပါတော့အမိုက်ကောက်နဲ့လက်ကားရမှာပဲဖြစ်ပါတယ်